ကဲအားလုံးခင်ဗျာဒီနေ့တော့ကျွန်တော်တို့အားလိုက်ရက်လေးမှာ Terminal Sky Cafe ဆိုတဲ့ဆိုင်လေးကိုလဲသွားမှာပဲဖြစ်ပါတယ်ဒီ coffee ဆိုင်ရဆိုလို့ရှိရင်တိုင်းနိုင်ငံလှပူလီမြို့မှာရှိတဲ့ Terminal စတုစီဆိုရာဆိုတဲ့မြို့နယ်မှာရှိပါတယ်ဒီ coffee ဆိုင်ရဲ့နာမည်ကြီးတဲ့အဓိကချက်ကတော့လင်းအဟောင်းကြီးကိုတဘာဝအလှတွေနဲ့ပေါင်းစပ်ပြီးတော့ပြန်လည်ပြုပြင်ထားလို့ဘယ်နားမှာပဲတပ်ပုံရိုက်ရဲ့အရန်ကိုမှကျွန်တော်တို့ classic ဆန်ပြီးတော့ style ကြကြနဲ့အတန်းစားတပ်ပုံတွေကိုရိုက်လို့ရမယ် view တွေလည်းရှိရမယ်နေရာပဲဖြစ်ပါတယ်အဝင်ကြီးအနေနဲ့တော့ကျွန်တော်တို့ထိုင်းနိုင်ငံသားက150ဘတ်နိုင်ငံခြားသားက price 300ဆိုပြီးတော့ကျွန်တော်တို့ဈေးနှုန်းတစ်မျိုးသတ်မှတ်ထားပါတယ်ကျွန်တော်တို့ကတော့250ဘတ်နဲ့လက်မှတ်ဝယ်ပြီးတော့ဝင်ခဲ့တာပါဒီ250ဘတ်ဝင်ကြီးထဲမှာတင်အခမဲ့ရရှိမဲ့ဝန်ဆောင်မှုတွေကတော့မိမိစိတ်ကြိုက်တောက်ကျင်တဲ့ coffee တစ်ခွက်ကိုအခမဲ့တောက်ခွင့်ရှိပါတယ်ဒါအပြင်ဂိမ်းမှုအကြီးစားတစ်တုံးသုံးမဟုတ်ဂျပန်ဆူရှိတပကံဖြစ်ဖြစ်ကြိုက်တာကိုရွေးချယ်ပြီးတော့အခမဲ့စားသောက်ခွင့်ရှိပါတယ်ဒါအပြင်ဆိုင် area ကလည်းအရန်ကိုမှကျွန်တော်တို့ကျယ်ဝန်းပြီးတော့ကစားကွင်းတွေပါပါရှိတာမို့လို့မိသားစုလိုက်ဒါမှမဟုတ်ကလေးတွေပါခေါ်ပြီးတော့သွားလည်လို့ကောင်းတဲ့အပြင်အခမဲ့ကွင်းထဲမှာကျွန်တော်တို့မိရထားသေးလေးတွေစီးမလားဒါမှမဟုတ်ကိုယ်ကတိုင်းပြန်ကားတွေကိုမအောင်မလားအခမဲ့ရွေးချယ်ပြီးတော့ဆော့ကစားခွင့်လည်းရှိပါတယ်ခြုံငုံပြီးပြောမှဆိုလို့ရှိရင်တော့တယောက်ကို250ဘတ်တဲ့နဲ့ coffee လည်းတစ်ခွက်တောင်းအောင်မယ်မုတ်လည်းစားရတဲ့အပြင်ပြန်ကားလည်းမောင်းအောင်မယ်ယထာသေးသေးလေးတွေလည်းစီးရမယ်အလားပုံလေးတွေအများကြီးရိုက်လို့ရတာမို့လို့တကက်ကိုအကျန်းတန်လုံးလို့လှပူရီဘက်ကိုရောက်ရင်မဖြစ်မနေသွားလဲကြဖို့ကျွန်တော်ပြန်ပြီးတော့ recommend ပေးချင်ပါတယ်